ကျွန်တော်ကတော့ဗန္ဒာရေးနဲ့ခွန်ကြီးဌာနဒုတိယဝန်ကြီးဦးဟန်ဝင်းအောင်ဖြစ်ပါတယ်ရှမ်းပြည်နယ်တာချီလိတ်မြို့နယ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ငိမ့်မောင်ဤပြည်တွင်းကုန်များဦးစီးဌာနဤမော်တော်ယာဉ်ဝယ်ယူရောင်းချခြင်းများအပေါ်အခွန်စည်းကြရန်စာနှုန်းသတ်မှတ်ထားသည့်ပေါက်ဈေးနှုန်းများထက်ထက်ဝက်ကျော်သောဈေးနှုန်းများဖြင့်ရောင်းဝယ်လုပ်ကိုင်နေခြင်းများအပေါ်သက်ဆိုင်ရာဝန်ကြီးဌာနမှစီမံကြမ်းမှဆောင်ရွက်သွားရန်အစီအစဉ်ရှိမရှိအစီအစဉ်မရှိပါကအဘယ်ကြောင့်နဲ့အစီအစဉ်ရှိပါကညီသည့်ကာလပိုင်းခြားတွင်စီမံဆောင်ရွက်သွားမည်ကိုသိရှိလိုခြင်းမိကုံးကိုဖြေချသွားမှာဖြစ်ပါတယ်ဝင်ငွေကုန်ဥပဒေပုံမှန်3ပုံမှန်ခွဲထပ်ဆင်တူတွင်အခြေပစ္စည်းဆိုသည့်စကားရအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း၌အခြေပစ္စည်းဆိုသည်မှာမြေအဆောက်အုံနှင့်ယင်းတို့၏အခါများယင်းနှင့်လုပ်ငန်းဆိုင်ရာမတ္တိပစ္စည်းများနှင့်ယင်းစကားရတွင်အစုရှယ်ယာနှင့်ဒီဝန်ခံချုပ်တို့အပြင်ငွေချေးသက်သေခံလက်မှတ်များယင်းတို့ကဲ့သို့သောအလားတူစာချုပ်များလည်းပါဝင်ကြောင်းပြဋ္ဌာန်းထားပါသဖြင့်မော်တော်ယာဉ်ဆိုသည့်စကားရသည်ဝင်ငွေကုန်ဥပဒေပါရွှေ့ပြောင်းနိုင်သောအခြေပစ္စည်းဆိုသည့်အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်၌အကျုံးဝင်လျက်ရှိပါတယ်အဆိုပါရွှေ့ပြောင်းနိုင်သည့်အခြေပစ္စည်းဖြစ်သောမော်တော်ယာဉ်ဝယ်ယူရောင်းချသူများသည်ပြည်တွင်းကုန်များဦးစီးဌာနမြို့နယ်အခွန်ဦးစီးဌာနမှုရုံးများတွင်အခွန်ထမ်းဆောင်ရာအတွက်ကနဦးစစ်ဆေးမှုများကိုဆောင်ရွက်ရပါတယ်ဗန္ဒာရေးနဲ့ခွန်ဝန်ကြီးဌာနပြည်တွင်းကုန်များဦးစီးဌာနအနေဖြင့်မော်တော်ယာဉ်များဝယ်ယူခြင်းရောင်းချခြင်းများအပေါ်အခွန်ကင်းလွှတ်မှုမရှိစေရေးအတွက်အခွန်ကိစ္စရပ်များဆောင်ရွက်နိုင်ရန်အလို့ငါမော်တော်ယာဉ်မျိုးစားလိုက်နှစ်စဉ်စံနှုန်းများကြိုတင်ပြုစုသတ်မှတ်ပြီးအခွန်စည်းကြမှုများကိုဆောင်ရွက်လျက်ရှိပါတယ်နှစ်စဉ်စံနှုန်းတန်ဖိုးများကိုလည်းခွန်ထမ်းပြည်သူများအတွက်ဝန်တော့ဝန်ဖို့မဖြစ်စေရန်နဲ့မိမိဆန္ဒလျောက်အခွန်ပေးဆောင်နိုင်စေရေးတို့အတွက်မော်တော်ယာဉ်မျိုးစားလိုက်တပြေးညီဖြစ်စေရန်သတ်မှတ်ထားတဲ့စံနှုန်းများဖြစ်ပါသဖြင့်မော်တော်ယာဉ်ဈေးနှုန်းအတိတ်ကျအခြေအနေများအရပြင်ပပေါက်ဈေးနှုန်းနဲ့စံနှုန်းကွာမှုများရှိနိုင်ပါတယ်ပြည်တွင်းကုန်များဦးစီးဌာနအနေဖြင့် IDS IRD documentation system စနစ်ကိုလက်ရှိအသုံးပြုလျက်ရှိပြီးအဆိုပါစနစ်တွင်မြေပြင်တွင်အများဆုံးရောင်းဝယ်ဖြစ်နေတဲ့မော်တော်ယာဉ်များဤထုတ်လုပ်တည်ခုနှစ်အလိုက်စံနှုန်း11182ခုရဲ့တန်ဖိုးများကိုအတည်ပြုသတ်မှတ်ထည့်သွင်းဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်စံနှုန်းများသတ်မှတ်ရမှာမြန်မာမော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ဖြန့်ဖြူးကြောင်းရောင်းချရေးကွန်ပြင်အသင်းနဲ့မော်တော်ယာဉ်အရောင်းပြခန်းများမှတရင်ချက်လက်များရယူကာစံနှုန်းသတ်မှတ်ထားခြင်းဖြစ်ပါတယ်မော်တော်ယာဉ်တန်ဖိုးစံနှုန်းများကို6လတစ်ကြိမ်ပြန်လည်သုံးသပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြည်တွင်းကုန်များဦးစီးဌာနအနေဖြင့်ပြည်သူများအစဉ်ပြေလွယ်ကူစွာဆောင်ရွက်နိုင်ရန်နဲ့ပုံမ၍ပွင့်လင်းမြင်သာတဲ့စနစ်တစ်ခုဖြစ်စေရန်မော်တော်ယာဉ်တန်ဖိုးအလူအလျောက်စီစစ်အခွန်တွက်ချက်ပေးဆောင်နိုင်တဲ့စနစ် Vehicle Automated Verification System VAVS ကို online မှာတဆင့်အသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းလည်းတင်ပြအပ်ပါတယ်တို့ဖြစ်ပါ၍ဗန္ဒာရေးနဲ့အခွန်ဝန်ကြီးဌာနပြည်တွင်းကုန်များဦးစီးဌာနမှမော်တော်ယာဉ်ဝယ်ယူရောင်းချခြင်းများပေါ်အခွန်စည်းကြရန်သတ်မှတ်ထားတဲ့စံနှုန်းများကိုအခွန်စည်းကြရာမှာတပြည့်ညီဖြစ်စေရေးညီညွတ်မြတ်တာမှုရှိစေရေးနဲ့ပြည်သူများလိုက်နာကျင့်သုံးနိုင်မှုအနေအထားရှိစေရေးတို့အတွက်သတ်မှတ်ဆောင်ရွက်ထားရှိခြင်းဖြစ်ပါကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်ခင်ဗျာ